စွမ်းရည်ကိုစီရှိကြသည်တခါတုန်းကချင်းသစ်တကောင်ဟာအပင်ကြီးတစ်ပင်အောက်မှာအိမ်မောကြနေခဲ့တယ်အဲ့ဒီအချိန်မှာကြွက်လေးတကောင်ဟာသွားလာရင်းနဲ့ချင်းသစ်အပေါ်ကိုခုန်မိသွားတယ်အိပ်ပျော်နေရမှနိုးသွားတဲ့ချင်းသစ်ဟာဒေါသထွက်သွားပြီးကြွက်လေးကိုရန်မှုဖို့လုပ်တဲ့အခါကြွက်လေးကကြောက်လန့်စွာနဲ့ချင်းသစ်ကိုတောင်းပန်တယ်သူ့ကိုလွတ်ပေးပါဒါဆိုရင်တနေ့မှာသူပြန်ကျေးဇူးဆက်မှာပါလို့ပြောလိုက်တယ်ချင်းသစ်ကကြွက်လေးပြောတာကြတော့အားရပါရရီလိုက်တယ်မင်းလိုကြွက်သေးသေးလေးကဘလို့ပြန်ဆက်မှာလဲကွာဆိုပြီးဒါပေမဲ့စိတ်ပြေသွားတဲ့ချင်းသစ်ကကြွက်လေးကိုဘာမှမလုပ်တော့ပဲလွတ်ပေးလိုက်တယ်ဒီလိုနဲ့တရက်မှာချင်းသစ်ဟာသားကောင်တော့ကိုလိုက်ရင်းမုတ်ဆိုးတယောက်ထောင်ထားတဲ့ပိုက်ကွန်ထောင်ချောက်မှာမိသွားတယ်ချင်းသစ်ဟာမယုံနိုင်တော့ဒေါသကြီးစွာနဲ့ဟိန်းတန်အကျယ်ကြီးအော်လိုက်တယ်အဲ့ဒီအခါဟိန်းတန်ကိုကြားသားတဲ့ကြွက်လေးဟာအလင်းအမြန်ပြေးလာပြီးချင်းသစ်ရှိတဲ့နေရာစီကိုရောက်လာတယ်ပြီးတော့ပိုက်ကွန်ပေါ်ကိုတက်ပြီးသူ့ရဲ့သွားနဲ့အပေါက်ကြီးဖြစ်လာအောင်ကိုက်ဖြတ်ပေးပါတယ်မကြာခင်မှာပိုက်ကွန်ပွင့်သွားပြီးချင်းသစ်လည်းလွတ်မြောက်သွားပါတော့တယ်အဲ့ဒီတော့မှကြွက်လေးကသူ့လိုအရွယ်အစားသေးသေးလေးဟာလေချင်းသစ်ကိုယ်တော်ကဲတင်နိုင်တာပဲမဟုတ်လားလို့ပြောလိုက်ပါတယ်ဒီပုံမြင်လေးကိုနားထောင်ခြင်းဖြင့်အားလုံးဟာအရွယ်အစားမြည်တို့ဖြစ်ပါစေစွမ်းရည်ကိုစီရှိကြောင်းသိမြင်နိုင်ပါတယ်